Hello ဒီနေ့ဒီ video ထဲမှာအခုဒီမှာမင်းတို့ပြထားတဲ့ဒီ particle လေးပေါ့နော်ဒါလေးတွေကချုပ်ပြီးသားဒီလိုတစ်စုံလုံးကိုမြန်မာငွေ2800ပါဒါလေးက size က2 size ရှိတယ် medium ဆိုရင်ခါ24ကနေပြီးတော့ခါ29ဆိုရင် medium ယူပြီးနော်ခါ28ကနေခါ32ဆိုရင်လူရမ်းမထွားရင်တော့လက် size ကခါ32လောက်တိတိစားပြင်ဝေးလို့ရတယ်ဒါလေးတွေကလေဘေးမှာလည်းမတို့တိစားတစ်ဖက်ကိုပေါ့နော်တလက်မနီးပါးလောက်စီထည့်ပေးထားတယ်ဆိုတော့ကိုကတကယ်လို့ကြက်တယ်ဆိုလဲဒီမှာတချောင်းပေါ့နော်ပြင်နှင်းပြီးတော့ဖြည့်ဝေးချလိုက်လို့ရတယ်နော်အယောင်ကကြတော့9ယောက်ထုတ်ထားပါတယ်အခုဒီမှာအမောက်ဝတ်ထားတဲ့အယောင်လေးကကြတော့နှက်ပြလေးပါနော်ဒီကောင်လေးလုံးဝလေးရှင်းရှင်းလေးနဲ့လှတဲ့ဒီဒီဇိုင်းလေးကနော်ထမိန်ဆိုလို့ရှိရင်လည်းထမိန်ကလေးလွှာကြိတ်ထမိန်အသားကြီးတက်ဆိုတော့လုံးဝဝစ်ကတာတကယ်လို့ကိုဝါတယ်ပိန်နေပေါ့နော်တို့ထမိန်စားပြီးပါညာဝါတယ်ဆိုလဲဒီမှာ short လို့ရတယ်ပေါ့နော်အသားကြိတ်တွေအများကြီးပါတော့ဒီလိုအသားကြိတ်တွေပါတော့ကိုရွှေ့ဝစ်လိုက်လို့အဆင်ပြေနော်ဒါလေးယူမယ်ဆိုရင်ကြတော့အနက်ရောင်လေးနော်ဒါလေးကြရင်အနက်ကလေးပါဒီဟာလေးကကြတော့သူကခရမ်းရောင်လေးနော်ဒါလေးကြရင်ခရမ်းရောင်လေးနော်ဒါလေးကို screenshot နဲ့page မှာတစ်ချက်လာမှလို့ရပါတယ်ဒီကောင်လေးနော်ခရမ်းလေးရမယ်အခုကကြတော့အနီရောင်လေးပါနော်ဒီရောင်လေးလည်းရမယ်ဒီဟာလေးတွေကလုံးဝparticle လေးတွေပေါ့နော်ဝစ်ကတာပေါ့ပါလေးဆေးလည်းမကြုတ်ဘူးနော်ဒီလိုချုပ်ပြီးသားတစ်စုံလုံးဟိုမှာမြန်မာငွေ2800ဝင်ရှိပါတယ်ဒါလေးကကြတော့အဖြူလေးနော်အစင်လေးလည်းသူကလှတယ်နော်ပြီးွားရင်ဒီဟာကကြတော့အခုဒီမှာမဝစ်ပြထားတဲ့အနက်ရောင်လေးပါတိုင်းနှစ်တက်လို့မှာယူခြင်းနဲ့ဆိုရင် Facebook page The Fashion 9 3လုံးဒါမှမဟုတ်လည်းဖိုက်ပါ0960 3848မှာလာရောက်ပြီးတော့မှာယူလို့ရပါတယ်